အားလုံးပဲမင်္ဂလာပါရွှေစေသားရမိတ်ဆွေငယ်ချင်းများအားလုံးဒါလေးပေါ့နော်နှစ်ကက်စီးလေးပေါ့နှစ်ကက်စီးလေးကိုနော်669သူ့အောင်မှာ136ပေါ့နော်669 136လို့နှစ်ကွက်ထပ်ထားတယ်ပေါ့အဲ့ဒါတွေကလာထားတာလေသူကဒီလိုလာထားတယ်ပေါ့နော်ဒီလိုလာထားတယ်တဲ့633နော်သူကငင်းကုန်တပင်ချမှာနော်86ခွန်နော်86ခွန်လေးသူနှစ်ထဲနော်ကျွန်တော်တို့669လို့ထွက်တယ်သူ့အောင်မှာ136လို့ထွက်တယ်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့နော်633သူ့အောက်နော်တပင်ချနော်မြင်းကုန်မှာ68ခွန်လို့ထွက်တယ်68ခွန်လို့ထွက်ပြီးသူ့အောက်နော်တန်တန်မှာပဲနော်696လို့ထွက်တယ်696လို့ထွက်ပြီးတော့ဒီအောက်မှာ136ပတ်လေပေါ့နော်အဲ့လိုလေးများပေးနိုင်မလားလို့ပေါ့နော်ပေးလိုက်မလားဆိုတာဘာလို့လဲဆိုတော့ဒီချက်ကြည့်ပါနော်ကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးကျွန်တော်တို့ကဒီချိန်30မှာနော်ရှေ့အောနော်ဒါတွေက၄ချိန်တော့ယူထားတဲ့အကူတွေနော်မှတ်မိပါတယ်နော်ဒီ၄ချိန်မှာတော့နော်ခါသုံးလုံး30လို့ဖြစ်ထားလို့ပေါ့နော်ခါသုံးလုံးဒီလို30လို့ဖြစ်ထားလို့နော်ဒီ၄ချိန်တော့ယူထားတဲ့အကူတွေမှတ်မိပါတယ်နော်ဒီချိန်မှာနော်ဒီမှာတော့ကနော်ခါသုံးလုံး30ဖြစ်တယ်ကျွန်တော်မလာနိုင်ဘူးလို့ပြောခဲ့တယ်နော်ခါသုံးလုံး30လို့ဖြစ်ထားတာကနော်ကျွန်တော်တို့ဒီမှာပေါ့နော်ခါသုံးလုံး30လို့ဖြစ်တယ်ဒီချိန်မှာသူ့ရဲ့ဘေးမှာမလာနိုင်ဘူးလို့ဒါကျွန်တော်ပြောခဲ့တယ်နော်ဒီမှာကကျွန်တော်တို့ချိန်20မှာခါသုံးလုံး30လို့ဖြစ်ခဲ့တယ်ပေါ့ခါသုံးလုံး30လို့ဖြစ်ဒီချိန်မှာအောမယ်နော်ရှေ့ကိုအောမှာနော်ဒီချိန်20မှာဒါလူချင်းတဲ့မိတ်ဆွေတငယ်ချင်းများအားလုံးနော်ဒီချိန်မှာတော့ကျွန်တော်မလာနိုင်ဘူးလို့ပြောခဲ့တယ်နော်ဒီ၄ချိန်တော့နော်ဒါကျွန်တော်ယူထားတဲ့မိတ်ဆွေတွေပေါ့နော်၄ချိန်တော့ယူထားတဲ့မိတ်ဆွေတွေနော်အွန်လိုင်းပါပြီနော်ရှေ့တာអော်လိုက်တော့နော်အားလုံးကျွန်တော်ရမိတ်ဆွေတငယ်ချင်းများအားလုံးခုချိန်20မှာပေါ့နော်ရှေ့အော်မဲ့ခဏဆိုင်လူချင်းတဲ့မိတ်ဆွေတငယ်ချင်းများအားလုံးနော်တစ်ချိန်စာတော့1000ပေါ့နော်ချိန်20ပေါ့နော်တစ်ချိန်စာတော့1000နော်ရွှေစေသား39 988နော်800လေးပါနော်ဒီဖုန်းနံပါတ်မှာဘာရှိပါတယ်နော်အားလုံးကျွန်တော်ရမိတ်ဆွေတငယ်ချင်းများအားလုံးသူကဒီဟာလေးကိုပေါ့နော်669 136နော်696 136ပတ်လေဦးနော်ထည့်ချင်တာဘလို့ထည့်ချင်လဲဆိုတော့ကျွန်တော်တို့ဒါလေးနဲ့လည်းလာညှိနေတာပေါ့နော်သူကဒီဟာလေးပေါ့နော်ကျွန်တော်တို့938နော်938နော်196နော်938 196နော်ကျွန်တော်တို့သူထောင်ထားတာလေ990လို့ထောင်ထားတယ်နော်ဒီထက်မှလည်း41လို့ထောင်ထားတယ်အဲ့လိုထောင်ထားတာ ਨੇ ဒီ990ရဲ့နော်ဇောင်းကနန်း86ခွန်က68ခွန်လို့သူပြည့်ထားတယ်နော်ကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးသိချကြည့်ပါနော်ဒီနေ့ပေါ့နော်938နော်196နော်သူကနေပေါ်သွားလိုက်ပေါ့နော်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်6ချိန်မှာ86ခွန်အဲ့86ခွန်ပဲ68ခွန်လို့သူပြစ်ထားတယ်ပြစ်ဖို့ကလည်း990လို့ထောင်ထားတယ်သူရထက်မှာလည်းတစ်ချိန်နှစ်ချိန်သုံးချိန်မှာ412လို့ထောင်ထားတယ်နော်ဒီမှာလည်းအဲ့လိုပဲဒါတွေကကျွန်တော်ဒါတွေကပြကျင်လို့ပြတာမဟုတ်နော်ဒါတွေမတဲ့မထည့်ဘူးကျွန်တော်အောမှာတော့တကွက်ထက်အောမှာနော်တကွက်ထက်ကိုပတ်လက်အောမှာဒါအားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးလူချင်းတဲ့မိတ်ဆွေငယ်ချင်းများအားလုံးပေါ့ချိန်20မှာဒါပြီးခဲ့တဲ့ပွဲတွေကလည်းတော့ကျွန်တော်ချိန်20မှာအောကွက်နော်ရှေအောကွက်ရှိတယ်ရှေအောကွက်ရှိရတဲ့ခါသုံးလုံး30လို့ဖြစ်ထားလို့ကနန်းဆိုင်ကလည်းရှေမရှိအဲ့ကနန်းခုကျွန်တော်အောလိုက်တဲ့ကနန်းအောင်ခဲ့လို့ရှိရင်နောက်ပွဲကိုတစ်ခါပြန်ထပ်အောမှာနှစ်သီးစားဖြစ်နေလို့နော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးနှစ်သီးစားဖြစ်နေလို့အဲ့လိုနော်အားလုံးဒီချိန်မှာတော့ခါသုံးလုံး30ဖြစ်တယ်မလာနိုင်ဘူးလို့ဒါကျွန်တော်ပြောခဲ့တယ်နော်ဒီ၄ချိန်တော့ဒါအောခဲ့တယ်ဒါပေမဲ့လွတ်သွားတော့ကျွန်တော်တို့ခါသုံးလုံး30ဒီမှာတစ်ခါလာဖြစ်တယ်ပေါ့နော်ဒီချိန်20ရဲ့ဘေးမှာနော်ဒီချိန်မှာရှေ့အောနော်ခဏပညာသားပါမာနဲ့ကိုကျွန်တော်လည်းပြမှာနော်ခဏဆိုင်ကိုအားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးပညာသားပါမာနဲ့ကိုကျွန်တော်ပြပြီနော်ကျွန်တော်တို့ဒီမှာလည်းသူက893လို့လောက်ထားတယ်893သူကနေသွားလိုက်ပေါ့နော်ကျွန်တော်တို့196ကနေတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်6ချိန်မှာဒီ136ပေါ့ဒီ136ကဒီ136လို့ပြစ်ဖို့ကလည်းနော်ထားပါနော်136နော်အာပေါ့နော်အာပြစ်ဖို့ကလည်းသူကသူ့ရဲ့ဇောင်းမှာကျွန်တော်တို့ဒီမှာ9
တုံညလို့ထောင်ထားတယ်သူကနေတစ်ချိန်နှစ်ချိန်သုံးချိန်မှာ4နှစ်လို့လည်းထောင်ထားတယ်ဗျနော်ဒီကြကြည့်ပါနော်938နော်သူကနေတစ်ချိန်နှစ်ချိန်သုံးချိန်4ချိန်5ချိန်6ချိန်9ချိန်ရဘေးမှာ196နော်893နော်တစ်ချိန်နှစ်ချိန်သုံးချိန်4ချိန်5ချိန်6ချိန်9ချိန်ရဘေးမှာ196နော်ဒီ196ကနေနော်196ကနေတစ်ချိန်နှစ်ချိန်သုံးချိန်4ချိန်5ချိန်6ချိန်မှာ86ခွန်နော်တစ်ချိန်နှစ်ချိန်သုံးချိန်4ချိန်5ချိန်6ချိန်မှာ86ခွန်နော်196နော်တစ်ချိန်နှစ်ချိန်သုံးချိန်4ချိန်5ချိန်6ချိန်မှာ136အဲ့136က136အာလို့ထည့်ပေါ်လဲသူ့ရဲ့စောင်းမှာ993လို့ထိပ်စီးသုံးလုံးထောင်တယ်တစ်ချိန်နှစ်ချိန်သုံးချိန်မှာ412လို့သူ့ရဲ့ထက်ကလို့လောက်ထားတယ်ဒါတော့နှစ်ကတ်စီးပေါ့နော်ကျွန်တော်ဩမှာတော့3ကတ်စီရွှေ့ဆိုင်ပက်လက်ဩမှာစိတ်ချရမယ်ပက်လက်လောလောဆယ်တော့ကျွန်တော်အထိုင်မရှာသေးဘူးအထိုင်တော့ရအောင်ရှာမှာနော်အထိုင်ရှာပြီးတော့အထိုင်တစ်ခွက်ကိုဩပြီးတော့ပက်လက်တစ်ခွက်ကိုတော့နော်ကိုစိတ်ကြိုက်လောက်ဒီထိုးမယ်ပေါ့နော်ကနန်းဆိုင်ကလည်းကနန်းဆိုင်ပဲကနန်းဆိုင်ကိုကျွန်တော်ကနော်ဒီချိန်20မှာနော်ချိန်20မှာပေါ့အရင်ကလည်းကျွန်တော်စိန်ခေါ်ခဲ့တယ်ခုဒီ696ကြခဲ့လို့လေကျွန်တော်ရှယ်ကိုကြိုက်သွားတာဒါအားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးနော်ဒါကတော့136ငကစီလေးနဲ့နော်အာထိုးကြည့်ပါဗျာနော်သူကလည်းလှုပ်ထားတာနော်669 136ဒီမှာ696 136လို့ထည့်နိုင်လို့ပေါ့နော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးပဲနော်ကံကောင်းကြပါသေးဗျ136အာပါဒီဆိုင်နဲ့ရှယ်ကနန်းဆိုင်ကတော့ကျွန်တော်နော်လောလောဆယ်ယူထားတဲ့မိတ်ဆွေငယ်ချင်းများအားလုံးနဲ့ကျွန်တော်ရဲ့မမတွေကိုကျွန်တော်ကနန်းကိုကျွန်တော်ပက်လက်အရင်ပို့ထားမယ်ထွက်ခဏနေရင်တော့ကျွန်တော်ကနန်းဆိုင်ရှယ်ကိုကျွန်တော်ပြပေးမယ်နော်ပညာနာပါနဲ့ကိုပြပေးမယ်အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးပဲနော်ကံကောင်းကြပါသေးဗျမကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်အော်တဲ့ကနန်းဆိုင်ကိုမကြိုက်ဘူးဆိုလို့ရှိရင်ကြိုက်တယ်လို့ပြောဗျာကျွန်တော်အဲ့လောက်ထိအောင်ပြောတယ်ဒါပေမဲ့ထွက်ပါမယ်လို့တော့အာမမခံဘူးကနန်းဆိုင်ကိုတေချာကြည့်ပြီးမှနော်ဆုံးဖြတ်နော်ကျွန်တော်တို့ကလည်းအဲ့လိုနဲ့ဆုံးဖြတ်ရတယ်အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးဒါတွေကိုကျွန်တော်ပြချင်လို့ဒါရှာထားတဲ့ဟာလေးတွေပေါ့နော်ရှာထားတဲ့ဟာလေးတွေဒါနော်ညင်ထားတဲ့ဟာလေးတွေပေါ့ဒါတွေကကျွန်တော်တော့ဒီပြင်ကွက်မထိုးဘူးကျွန်တော်အိုက်ကနန်းတစ်ပေါက်ထဲပဲကျွန်တော်အောမှာနော်ပက်လေနော်ကြိုက်ရင်ထိုးနော်ဒါလေးတွေပေါ့နော်ဒါကတော့900စိုက်ပါ900ပက်လေပေါ့နော်900ပက်လေ96 3 3ခွန်900ပေါ့အဲ့900ဘယ်မှာလာလောက်ထားလဲဆိုတော့ဒီမှာကျွန်တော်တို့6ခွန်နှစ်နော်3 3ခွန်နော်ဒီမှာ900လို့ထည့်ထားတယ်နော်ဒါကြက်ရပေါ့နော်900အာပေါ့ကျွန်တော်ဒါတွေမထိုးဘူးနော်ကျွန်တော်အောမှာကျွန်တော်တက်ကျွန်တော်ကျိန်း30မှာနော် organize share ဩဆိုင်ရှိတယ်နဲ့အရင်ပွဲတွေတော့လည်းကျွန်တော်ပြောခဲ့တယ်ကျွန်တော် i site ကိုနော်696လဲကြာလာပြီဆိုတော့ကျွန်တော်တို့ကဆော်ပြီးနော်လောလောဆယ်တော့ပက်လက်ဩမှာနော်ကျွန်တော်အထိုင်ကတော့ရအောင်ရှာမယ်နော်အားလုံးကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးကျိုင်းနှစ်သက်တယ်ဆိုရင်ပေါ့